ကျမကသူ့ကိုမေးလိုက်တာပေါ့နော်မောင်လေးမင်းပေါ့နော်မင်းချင်းချောက်လို့ तू ကလိုက်သွားတာလားဆိုတော့ तू ကဒီလိုတဲ့ तू လင်ငယ်နေနေတာကိုအမားတဲ့ကျွန်တော်ကတိတယ်ဆိုတာမင်းကဗီဒီယိုဖိုင်တွေပါတွေ့လို့လက်တွေ့လို့လားဆိုမဟုတ်ဘူးတဲ့ तू ကကျွန်တော်အပေါ်ကိုပြောင်းလဲသွားတာတဲ့ तू ကတဲ့ကျွန်တော်ပြန်လာပြီဆိုရင်ね तू သေလောက်အောင်ကြောက်တာတဲ့ကျွန်တော်ပြန်လာမယ်ပြောလို့ရှိရင်ဘာဖြစ်လို့ပြန်လာတာတော့အဲ့လိုမျိုးတွေတဲ့ဘာဖြစ်လို့ပြန်လာမှာတော့အလောက်ကရေးကြီးနေတာမို့လားကျွန်တော်ပြန်လာမှာကိုပဲ तू ကကြောက်နေတဲ့ပုံစံတွေဖြစ်လာတဲ့အချိန်မှာကျွန်တော်သူ့ကိုတန်တရားဝင်လာတယ်တဲ့တန်တရားဝင်လာတာနောက်သမီးအငယ်ဆုံးလေးကိုပေါ့နော်ကျွန်တော်မုံကျွေးမယ်ဆိုပြီးချော့ခေါ်သွားတာတဲ့ချော့ခေါ်သွားပြီးတော့သမီးမမေညတွေပါပြန်အိတ်လာဆိုခလေးဆိုတော့မမေညပြန်မိတ်ဘူးမိမိငိုနေတာကိုကြီးကချော့တယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့မှာ तू တိတယ်တိလိုက်တဲ့အချိန်မှာဒါပေမဲ့ तू မိန်းမကို तू လုံးဝမပြောဘူးတဲ့အဲ့လိုမပြောဘူးတော့ तू ကအဲ့နဲ့ तू ကလည်းအဲ့လိုရိမ်မန်းတန်မန်းရှောင်းမိန်းမတွေကလင်ငယ်နေဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ तू အဲ့လိုမျိုးပြောတဲ့အခါကျလဲ तू မိန်းမကလည်းတီးတယ်ပြပြပဲတဲ့အဲ့လိုမျိုးနေတယ်ပေါ့နော်အဲ့ချိန်မှာလဲ तू ကလည်းလက်တွေ့မပြနိုင်တော့ပေါ့နော်မပြောဘူးတဲ့ဒါပေမဲ့တနေ့လဲကြာ तू ကတဲ့ပြောလိုက်တာတဲ့အေးငါကမိန်းမတယောက်လင်ငယ်နေလို့ရှိရင်တော့အဲ့မိန်းမကိုငါမိန်းမသာလင်ငယ်နေလို့ရှိရင်ငါအဲ့မင်းကိုမျက်ခွက်ကိုအစစ်နဲ့ပတ်မှာလို့ तू အဲ့လိုပြောလိုက်တာတဲ့အဲ့လိုမျိုးလဲပြောလိုက်ကောဟိုကအဲ့ तू ပြန်လာမယ်ဆိုတော့ तू အဲ့လိုနဲ့အလုံး2လလောက်ထွက်သွားတာတဲ့အလုံး2လလောက်ထွက်သွားပြန်လာမယ်လို့ဖုံးဆက်တဲ့အချိန်လဲကြာရောအကုန်လုံးရှိတဲ့ရွှေတွေပါယူသွားပြီးတော့အကုန်လုံးအဲ့အိမ်ဝိုင်းစာချုပ်တွေရောယူသွားပြီးတော့အဲ့လင်ငယ်နောက်လိုက်ပြေးတာတဲ့အဲ့တော့အိမ်ဝိုင်းစာချုပ်ကလို့ဒီကို तू လာရောင်းလို့ရှိရင်ရလားလို့ဆိုအဲ့လိုမျိုးတော့ရောင်းလို့ရမယ်နဲ့တူတယ်တဲ့အိမ်ဝိုင်းကလည်းတစ်ဖက်လက်နဲ့ तू မျိုးတွေလည်းရောင်းခိုင်းလို့လည်းရတယ်ပေါ့နော်အဲ့လိုမျိုးတွေနဲ့ကျွန်တော်စိတ်ဝင်စားပါဘူးတဲ့အဲ့အိမ်ဝိုင်းကိုတဲ့ဒါပေမဲ့တဲ့ခလေး3ယောက်ကိုခုချိန်ထိထားခဲ့တာပေါ့နော်အဲ့ဆိုထားခဲ့တာဘယ်နှစ်ရှိပြီလဲဆိုတော့2နှစ်ကျော်သွားပြီအခုနောက်လင်းနေတော့ခလေးရလို့တဲ့အတိုးချင်တာဒီလောက်ပြယောက်ျားကိုမပေါင်းခြင်းပေါ်တင်မပေါင်းမဲနဲ့နေလေဒီလောက်ကိုသားသမီးကိုထားခဲ့တဲ့မိန်းမဘလို့မိန်းမမျိုးတော့ကျမလေးပြောရင်လည်းအောင်မင်းလွန်ရကြအောင်မသိလားအဲ့လောက်ပဲဘာလဲအပွားပါလားအခုအဲ့နောက်လင်ငယ်ကဘာပါလို့လဲအပွားပါလို့လားဒီယောက်ျားမှလည်းဒါပါပဲเนาะအဓိကကတော့ကိုယောက်ျားကိုမပေါင်းဘူးဆိုလို့ရှိရင်ပုံမွင့်လင်းပြောရင်မပေါင်းချင်ဘူးဆို